ပြုံးတွေမှာအခုလိုမျိုးဒီလို view အရင်မိုက်တယ်ဒီမှာဒီလိုအိမ်ရဗီလာစီမံကိန်းတွေနဲ့နီးဆုံးမှာရှိတယ်ဒီမှာဒီနေရာဆိုရင်ဒီဟိုဟောင်ကိုလေးဖုန်းနေတဲ့နေရာမှာဆိုရင်ဒါပြုံးတွေမြေဆုံးတောင်ကျိုင်းတောင်ရှိတယ်ဒါကျွန်တော်အဝယ်ပြနေတဲ့အာစီနဲ့ထက်ခွဲအိမ်လေးဒီလို view လေးကိုမြင်ရတဲ့အိမ်လေးပေါ့ဒီမှာမန္တလေးထိလည်းလက်မြင်ရတယ်နော်မန္တလေးထိလည်းလက်မြင်ရတယ်ဒီလို view လေးရှိတယ်ဒီမှာဟာရိုက်မန္တလေးကိုလည်းလက်မြင်နေရနော်ဒီမှာအရန်လာရဲ့အာစီနဲ့ထက်ခွဲဒီမှာတောင်ကျောတောင်တန်း view တွေ mountain view တွေဟိုမှာအရန်လာဒီလို view တွေကိုမြင်ရတဲ့နေရာမှာဈေးကအများကြီးသုံးစရာမလိုဘူးအာစီနဲ့ထက်ခွဲအိမ်ပါရီမီအပြည့်စုံ3950ပဲဒီမှာဒီလို view တွေနဲ့ရရှိပိုင်ဆိုင်မဲ့နေရာလေးဖြစ်တယ်မန္တလေးလည်းလက်မြင်ရတယ်နော်အရန်မိုက်တယ်3950 Master 2 Single 2 7 စားတဲ့မိတ်ဆွေများဆက်သွယ်ပေးပါကျွန်တော်ဖုန်းကအများ9 9လေးလုံး9လေး1 8ဖြစ်ပါတယ်